စဉ်မြတ်မှုဆိုရရှိတာအလုံးပြီးပါတရားနဲ့လိုက်တဲ့ခိုင်းနဲ့ပြတာအဖေနဲ့မိပါနေရောနာမိအင်းစားချီလာတော့မမိကသွားရက်စပြီလားဗျာအတနဲ့ရင်နဲ့ဒီအမေဘဝနဲ့ရင်နဲ့ဒီအဖေမိကိုမောင်နှမနဲ့တငယ်ချင်းတွေမိဘနှစ်ပါးပြစ်ထားမလား